မင်္ဂလာပါမျိုးတို့ကျွန်တော်ဒီနေ့ရောင်းချပေးမဲ့ကားတွေကတော့ Harrier 2.2 2W ကားအတန်လေးဖြစ်တယ်ဗျဒီကောင်လေးက scat ပတ်လက်လေးဖြစ်မဲ့ကားကြောလေးကတော်တော်လေးကြံသေးတယ်စိုက်ကဘာတွေကအစပေါက်ပြင်းနာစာမရှိဘူးနှက်ဖြုတ်နှက်တက်မရှိဘူး dashboard အကွဲနာစာမရှိဘူးเนาะကားထန်ကုန်အစွတ်လေးနဲ့တက်ထားပေးတာတော်တော်လေးလှတယ်ဗျထန်ကုန်အစွတ်တွေပေါက်ပြင်းမရှိဘူး model က99ထွက်မဲ့တက်တန်းကတော့2026ကုန်ပြီဗျဟုတ်ကားတွေလည်းနှက်ဖြုတ်နှက်တက်မရှိဘူးเนาะ။အောင်လေးကအတွင်းအဝါလေးဖြစ်သွားတော်တော်လေးလှသွားတယ်ဗျ။အတွင်းအဝါလေးနဲ့ဖြစ်မယ်။အောင်စီလင်းလေးလှမယ်မိကော့ကလည်းပြောင်းသွားပြီဗျ။ဒါလေးလုံးလုံးနဲ့ကျွန်တော်အသက်လဲထားပေးထားရနော်။နောက်ကန်ဆိုတော့လှမယ်ဗျ။နောက်ဖုံးအဖြုတ်တက်မပါဘူး။ကားတော်တော်လေးကောင်းတဲ့ထဲမှာပါမယ်ဗျ။ကားကြံသေးတယ်ဗျ။နောက်မှဆိုလဲနောက်ကန်ဆိုလဲဆွေးတန်ကြီးနာစာမပါဘူး။အော်ချိတ်ဒီနဲ့ရမယ်။အော်ချိတ်ဒီရှိအောင်ဗျ။အော်လက်ဆက် grade ဖြစ်သွားတယ်ဗျ။ဒါလေးတော့အစ်စ်နော်။တန်ငါးတန်နဲ့တော်တော်လေးကြံသေးဗျ။ဘားကြံနေဆိုတန်ငါးတန်ပြောင်းပြောင်းပဲဗျ။အင်ဂျင်ကန်းဆိုလို့ရှိရင်လည်းထိထားတာပြုတ်ထားတာဘာမှမရှိဘူး။နှက်ဖြုတ်တက်အစားမပါဘူးဗျ။ဒါတော်တော်လေးကောင်းဗျ။အင်ဂျင်ဘောက 2.2 ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်လေးကစီစားလဲတက်တာတယ်။စီးလို့ရတယ်ငြိမ်ချမ်းမှုကတော့ share ပေါ့ဗျာ။ဟာဒီကတော့ပြောကြအောင်လို့ပါ။ CUC စိတ်မရှိဘူးเนาะအင်ဂျင်ဂီယာပေါက်အောက်ပိုင်းအာမခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်စိတ်ဝင်စားရင်ဆက်သွယ်အဝယ်ယူအားပေးလို့ရပါတယ်ကျေးဇူးပါ